Hello အားလုံးပဲမင်္ဂလာပါခင်ဗျာပြတာဟိ tip ကပြန်နေကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ရွေးချယ်ပေးထားတာတော့ Everton နဲ့ Arsenal ရဲ့ Premier League ပွဲစဉ်လေးပါ Everton ကဒီရသူတို့အိမ်မျိုးမှာ Ratan League နဲ့တွားနေတဲ့အသင်းဖြစ်တယ်ဗျာဘာလဲဆိုတော့တပွဲနိုင်တပွဲရှုံးဆိုတော့ရလန်နဲ့သူတို့တပွဲပြီးတပွဲတွားနေတဲ့အသင်းဖြစ်တယ်ကန်ဆိုးသွားတဲ့ဒီဘက်ကတော့သူတို့အနေနဲ့ချုံရမယ့်အပတ်ထဲမှာပါနေရတွေးရမှာလဲ Arsenal နဲ့ဗျာသူတို့အနေနဲ့လက်ရှိအချိန်မှာဒဏ်ရာအကြောင်းကစားသမားအနေငယ်လက်လွတ်ထားတယ်အာဖရိကဖလောက်ရယ်လူအနေငယ်ဆေးလွတ်ထားတာတွေရှိတယ်ဒါတော့ Everton တော့ကန်ဆိုးရတဲ့တင်းစိုးပေါ့ဗျာအာဆင်နယ်ကလည်းထုံနေတူသွားပဲအဆင့်1က City ရဲ့ PR ပေးမှုကြောင့်အဆင့်1မှာမမိုင်းမရက်တည်နိုင်သေးတဲ့အနေအထားမှာရှိတယ် City ကိုအမှတ်ဖြတ်ဖို့လို့ဒီပွဲနိုင်ကိုနိုင်ရမယ့်အနေအထားမှာရှိတယ်ဒါအပြင်သူတို့အနေနဲ့ရှေ့တစ်ပတ်လုံးမှာပြင်ဆင်ခွင့်တွေရထားတယ်ရှေ့တစ်ပတ်လုံးမှာတပွဲပဲကန်ထားတယ်တစ်ပတ်လုံးပြင်ဆင်မှုတွေရထားတာကြောင့်အာတီတာအနေနဲ့ဒီပွဲကိုတော်တော်ကြီးအာရုံစိုက်လာမယ်လို့ကျွန်တော်အနေနဲ့ထင်မိတယ်ဒီပွဲသာနိုင်ရဲ့ City ကိုအမှတ်ဖြတ်ပြီးတော့နေလို့ရပြီလက်ရှိရှိန်မှာအာဆင်နယ်ကတလုံးတည်ဆိုပြီးတော့အကျော်ပေးထားတယ်။ဒါပြအာဆင်နယ်မှာစိုးတာတစ်ခုကဒီယာဒီနောက်ဆုံးဝေးကွင်းကန်ခဲ့တဲ့3ပွဲမှာ3ပွဲလုံးကိုချုံနှိမ်ထားတဲ့အသင်းလည်းဖြစ်တယ်။အဲဒါကြောင့်ကျွန်တော်အနေနဲ့အာဆင်နယ်ကိုဒီပွဲအနေငယ်တော့ရင်တော့ခုန်မိတယ်။လက်ရှိချိန်မှာအာဆင်နယ်ကတလုံးတည်ဆိုပြီးတော့အကျော်ပေးထားတဲ့ပြင်ဂိုးပေါင်းဈေးကလည်း2အနှုတ်60ဆိုပြီးတော့ပေါက်နေတယ်။ဒါကြောင့်ကျွန်တော်အနေနဲ့တေချာရရတဲ့အာဆင်နယ်ဘော်ဒီလေးပဲရွေးချယ်ပေးချင်ပါတယ်။ကြည့်ရှုအားပေးတဲ့သူတယောက်ချင်းစီကိုအထူးကျေးဇူးတင်ရှိပါတယ်ဗျာ။မိုးလင်းနှမ်းယူနဲ့ထုတ်နိုင်တဲ့ယူဆများဖြစ်ကြပါစေ။လောင်းနိုင်ကောင်းနိုင်ကြပါစေဗျာ။